တော့တကယ်တမ်းပြောရလို့ရှင်ဒါခလေးစိုးတွေလို့ပြောတာကျမတို့ society ကလေဘယ်လိုသတ်မှတ်ထားလဲဆိုကျမတို့ society မှာလုပ်ရမယ့်ဟာတွေရှိမလုပ်ရမယ့်ဟာတွေရှိရပေါ့နော်သူတို့ရဲ့ behavior ပေါ့နော်သူတို့ရဲ့အပြုအမူနဲ့ပတ်သက်ပြီးတော့ကျမတို့သတ်မှတ်ထားတဲ့စံသတ်မှတ်ချက်တွေရှိရပေါ့နော်အော်ဒီစံသတ်မှတ်ချက်တွေအတိုင်း follow လုပ်တယ်လိုက်နာတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ် obedient ဖြစ်တယ်ဆိုတော့ကျမတို့ကလိမ်မာတဲ့ခလေးလို့သတ်မှတ်တယ်ပေါ့နော်တကယ်၍အဲ့ကလေးကပြောရဆိုရတာခက်တယ်ပေါ့နော်disobedient ဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်ပြောစကားနားမထောင်ဘူးမလိမ္မာဘူးပေါ့နော်အိမ်မှာရှက်ပစ္စည်းတွေပဲဖြစ်ဖြစ်သူ့ရဲ့ပတ်ဝန်းကျင်မှာရှက်ပစ္စည်းတွေပဲဖြစ်ဒီပစ္စည်းတွေကိုဖျက်ဆီးရဲနောက်တခြားလူတွေကိုနှောက်ယှက်တယ်နောက်ပြီးတော့အလွန်အမင်းပေါ့နော်လိုက်ပြီးတော့စတယ်စိတ်နှောက်ယှက်တွေပေးတယ်နောက်တငယ်ချင်းတွေဆိုလည်းတအားကိုစနှောက်တာတို့နောက်ပစ္စည်းခိုးတာတို့နော်အဲ့လိုအခြေအနေမျိုးတွေဖြစ်လာတယ်နောက်တစ်ခုကဘာလဲဆိုတော့ကလေးတွေမှာဆိုလို့ရှိရင်သူတို့ကိုတတ်မှတ်ပေးထားစီကံလေးတွေရှိရပေါ့နော်ဒီစီကံတွေကိုမလိုက်နာဘူးပေါ့နော်စီကံတွေကိုချိုးဖျက်တယ်အိမ်စာလုပ်ဆိုမလုပ်ချင်ဘူးပေါ့နော်ဒီအချိန်မှာကစားမယ်အချိန်မှာကစားမယ်အိမ်စာလုံးမဲ့အချိန်မှာအိမ်စာလုံးမဲ့လို့ပြောထားပေမဲ့ तू ကဒါကိုမလိုက်နာချင်ဘူးအချိန်တိုင်းအချိန်ပြည့်မှာ game ဆော့ချင်တယ်ဒါလိုမျိုးတွေပေါ့နော်ဒီရဲ့ခါကြလို့ရှင်ဒါ तू အင်အားကြီးတယ်ဆိုတဲ့အနေထားကိုပြချင်တဲ့ခါကြတော့မိဘတွေကဘယ်လိုပြောပေါ့နော်ဒီနေရာကိုမသွားနဲ့ဆိုသွားမယ်ဒီနေရာကိုမလုံးနဲ့ဆိုလို့ရှင်လုံးမယ်စသည်ဖြင့်ပေါ့နော် तू ပိုအင်အားကြီးတယ်ဆိုတဲ့အကြောင်းပြချင်တဲ့အနေနဲ့ပေါ့နော်ဒါကျမတို့ဒါမိဘလူကြီးတွေဘက်ကမြင်တဲ့အမြင်တွေနဲ့ဆိုလို့ရှင်ဒီလိုအချက်ကလေးတွေကိုကြည့်ပြီးတော့ဒီကလေးလေးတွေကကလေးစိုးတွေဖြစ်တယ်လို့ဒါကျမတို့ကသတ်မှတ်လိုက်ကြရတယ်ပေါ့တကယ်တမ်းကလေးတွေဘက်ကနေကျမတို့ပြန်ကြည့်တဲ့အခါကြလို့ရှင်ဘယ်လိုမြင်ရလဲဆိုတော့အဲ့ကလေးလေးတွေတော်တော်များများဟာပေါ့နော်သူတို့အနေနဲ့ attention လိုချင်တဲ့အနေအထားကြောင့်ဒီလိုမျိုးစိုးတယ်ဆိုတဲ့အနေအထားစိုးတယ်ဆိုတဲ့ behavior ပေါ့နော်ဒီလိုအပြုအမူတွေလုပ်ဖြစ်တာတွေ့ရတယ်ပေါ့နော်ဆိုလိုချင်တာကအဲ့ကလေးလေးတွေမှာပေါ့နော်သူတို့ကစိတ်ပိုင်းဆိုင်ရာခံစားမှုနဲ့ပတ်သက်လာလို့ရှင်သူတို့ဘယ်သူ့ကိုသွားပြောရမှန်းမသိဘူးသူတို့ဘယ်လို express လုပ်ရမှန်းမသိဘူးအဲ့လိုမျိုးမသိတဲ့အခြေအနေတွေမှာဆိုလို့ရှင်သူတို့စိတ်ရဲ့ခံစားချက်တွေကိုသူတို့ထုတ်ပြခြင်းနဲ့အနေထားမှာမပြတတ်တဲ့အခါကျတော့အဲ့လိုပေါ့လူကြီးတို့ against လုပ်တယ်သူတို့ပို့ပြီးတော့ attention ရအောင်လုပ်တယ်ဆိုတဲ့အနေအထားမျိုးလေးကိုရောက်တယ်ပေါ့နော်ဒါကတော့ဒါကလေးတွေဘက်ကနေပြန်ကြည့်မယ်ဆိုလို့ရှင်ဒါတော်တော်များများဖြစ်လေဖြစ်တာရှိတဲ့တခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဓိကကတော့ဒီကလေးတော်တော်များများမှာတော့အဲ့အာယုံစိုက်ခြင်းခံခြင်းနဲ့ attention ကိုလိုချင်တဲ့အချက်နဲ့သူတို့ရဲ့စိတ်ခံစားမှုကိုသူတို့မဖော်ပြတတ်တဲ့အချိန်တွေမှာပေါ့နော်ဒီလို behavior လေးတွေလုပ်ခြင်းအပြင်ဒါမျိုးလေးတွေနဲ့သူကစိုးတယ်ဆိုတဲ့အနေအထားကိုဖြစ်တတ်တယ်လို့ပဲတချို့မိဘတွေမှာဆိုလို့ရှိရင်ဒါတော့သူကပို့ပြီးတော့လေထိမ့်ချုပ်တာတယ်စီကန်းတွေအရန်တင်းကျပ်တယ်ပေါ့နော်ဒီလိုအနေအထားမျိုးမှာလေကလေးတွေကသူတို့အဲ့အရန်တင်းကျပ်လုံးတဲ့စီကန်းတွေကနေဖောက်ထွက်ခြင်းနဲ့လွတ်လပ်ခြင်းနဲ့အခါကြလို့ရှိရင်လေအဲ့စိုးတယ်လုံးဝပြောစကားနားမထောင်ဘူးဆိုတဲ့အနေအထားကိုရောက်တဲ့ပုံစံမျိုးနဲ့သူတို့ကပြတတ်ကြတယ်ပေါ့နော်အဲ့တော့တချို့မိသားစုတွေမှာကျတော့ဒီလိုအရှိရပုံစံမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်မိသားစုအတွင်းမှာကိုဘယ်လိုဖြစ်တာလဲဆိုတော့ boundary မရှိတာပေါ့နော် boundary မရှိတာစီကံမရှိတာဒီလိုအနေအထားမျိုးနဲ့ကလေးကိုဒါသူ့ရဲ့လမ်းကြောင်းမှန်ပေါ့မရောက်နိုင်တဲ့အခါမျိုးတွေမှာလဲဒါကလေးစိုးတွေဆိုပြီးတော့ဖြစ်သွားတဲ့အနေအထားမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုရှိသေးတယ်ဒါကျမက medical ဘက်ကလာတဲ့အခါကျတော့ဒီ medical အကြောင်းကလည်းဒါထက်မပြောလို့မဖြစ်ဘူးပေါ့နော်ဥပမာပေါ့နော် ADHD လိုမျိုး autism လိုမျိုးပေါ့နော်ဒါမွေးကလေးကနေပြီးတော့သူပါလာတဲ့ genetic changes တွေနောက် brain ရဲ့ development တွေပေါ့နော်ကောင်းကောင်းမဖွင့်ဖြိုးတဲ့အခါမျိုးပေါ့ဒီလိုအခြေအနေမျိုးမှာလည်းကလေးတွေကကိုယ်နဲ့ဒါ connection လုပ်လို့မရဘဲနဲ့ကလေးတွေကိုပြုပြင်ထိန်းသိမ်းရအရန်ခက်တယ်ဆိုတဲ့အနေအထားကိုရောက်ပြီးတော့ကလေးစိုးလေးတွေအနေနဲ့တွေ့ရတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့မိသားစုရဲ့အခြေအနေပေါ့ဒီလားမိသားစုတွေမှာဘယ်လိုပုံစံမျိုးရှိလဲဆိုတော့မိဘတွေကမိဘနှစ်ပါးမပြေလည်ကြဘူးရန်အမြဲဖြစ်နေကြတယ်ဒါမှမဟုတ်လို့ရှင်မိဘနှစ်ပါးကseparate ဖြစ်သွားတယ်စသည်ဖြင့်ပေါ့နော်အိမ်တွင်းမှာဒါတည်ငြိမ်မှုမရှိတဲ့အချိန်မှာကလေးမှာ stress အများကြီးပြီးတော့ပေါ့နော်အဲ့ဒီအနေထားနေပြီးတော့ဒါကလေးစိုးလေးတွေဆိုတဲ့အနေထားကိုပြောင်းသွားတာမျိုးတွေ့ရတတ်တယ်ပေါ့နော်နောက်တစ်ခုကမိဘတွေရဲ့အိမ်တွင်းမှာပဲပေါ့နော်တခြားအဆင်မပြေမှုတွေပညာရေးရမလိုက်နိုင်တာတွေနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကလေးတွေရဲ့မိဘတွေမှာစီးပွားရေးမပြေလည်တာတွေဒီလိုအချက်တွေကြောင့်လည်းပဲဒါကလေးလေးတွေကပေါ့နော်ကလေးစိုးလေးတွေဆိုတဲ့အနေအထားကိုသူကရောက်သွားတတ်တယ်ပေါ့နော်